အားလုံးပဲမယ်ကျွန်တော်နာမည်ကတော့ကိုရိုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့အမီမန်တီဂိမ်းတစ်ခုတွားဆိုမှာပဲဖြစ်ပါတယ်ကျွန်တော်ဖတ်တတ်လို့ပါတောင်းဝတ်မှာရေးအတွက်လဲကဲဂိမ်းကိုစလိုက်ကြရအောင်ကျွန်တော်တို့အခုစတဲ့ဂိမ်းလေးကိုရောက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဂိမ်းကနည်းနည်းကြောင်ချင်းတယ်လို့ဖြစ်နေတယ်ဗျာလိုင်းကလည်းမကောင်းတာဆိုတော့ဒါလေးတော့နည်းနည်းသိခံပြီပါကဲကျွန်တော်တို့ဟာဒိုမေဟိတ်ကဲစားရင်စနိုက်ပါလေးနဲ့ရှိပြီကျွန်တော်တို့ဒါတော့ကောင်းတဲ့လူရွေးပေးရတော့ဗောဗျာကျွန်တော်တော့အရင်ကတော့တပွဲဆော့ပြီးသွားပါပြီဒါပေမဲ့ကျွန်တော်တို့ဆော့ရတာအဆင်မပြေလို့ဆိုတော့ပွဲတစ်ပွဲပြောင်းတာပဲဖြစ်ပါကြည့်ပါဦးဗျာဟောအဲ့လိုအမှန်တည်းလားဝါချမောက်တွေရောလာကြအဲ့လိုကောင်းနေပြရတယ်ကဲကျွန်တော်တို့အခြေတက်ပြီးတော့ကောင်းနေသွားကောင်းအေးကောင်းနေရတာဟာရောက်နေမပြေကုန်ပြီခွေးရအစဲလေးပိုင်းတောင်းမှပါလေကျွန်တော်နည်းနည်းလွန်သွားရင်တောင်းမှပါအရင်ဆုံးကျွန်တော်တို့အရှိကောင်းမယ်ဗျာရောက်နေမားတယ်ဟာဒီမမကြပါနဲ့လို့ဒီချို့ကောင်နေမန်နဲ့ကောင်နေလည်းမပြစ်ကြဘူးကွာကဲကောင်းမယ်အရင်ဆုံးအေးကောင်နေကောင်းမယ်ဗျာဘာလို့ဆိုလူကများတယ်ဆိုဟာသူတို့ကသူပြစ်နိုင်တယ်သူကောင်ရကြည့်ပဲဒါနဲ့ကျွန်တော်အေးကောင်နေစားပတ်စံရှိပြအောင်မယ်ကွာလက်စားတွေကတော့ပြက်ဒီကောင်နေအရင်ဆုံးသိမ့်မယ်မရှိဘဲနဲ့အေးကောင်နေအကျွေးတွေတော့တင်တော့မှာကဲကျွန်တော်တို့တချို့တလီလေးဖြစ်သွားအဲ့ဒါပဲပြခါရိဒါမှမှန်သွားတင်လဲအောင်ရှင်နာလို့ရောငါတို့သွားရောင်ဘူးကောင်းမယ်ထင်တယ်နင်ကဲငါတို့ဆက်သွားကြရအောင်အရှင်ငါတို့သွားရောင်မယ်ထင်တယ်ဒါရောင်ပြီးတော့သူတို့ရှေ့ပြမယ်ကွာအဲ့ကောင်နေပြစ်နေကြအောင်နော်ကဲတော့မယ်မြင်လေးသွားမှရမယ်မဟုတ်ရင်တော့ငါတို့နောက်ကျသွားရင်မိုးချုပ်သွားလိမ့်မယ်မိုးချုပ်သွားလို့ရတယ်တခြားကောင်တွေကအခုတော့ကျွန်တော် line နဲ့တင်နေတယ်ကဲနောက်ဆုံးတော့ကျွန်တော်တို့လဲပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလဲပြီးသွားပြီဆိုရင်နောက်ထပ်ကောင်တွေပြစ်ဖို့အတွက်ကျွန်တော်တို့သွားရမယ်နင်းအောင်ဘန်တင်းနဲ့ဟုတ်တာအရွှေနဲ့ဝယ်ဦးမှရမှာမဟုတ်ရင်ကျွန်တော်တို့အဲ့ဒါတွေကပြေးဖို့လိုရလေအဲ့ကြောင့်မို့ကျွန်တော်တို့အဲ့ဒါကိုယူရမှာမဟုတ်ရင်ကျွန်တော်တို့တေသွားလိမ့်မယ်ကဲအရင်ဆုံးကျွန်တော်တို့ဘန်တစ်ပဲရအောင်ပဲဗျကျွန်တော်ပတ်စံသိမ့်မရှိတော့32ပဲရှန်တော့ညရောက်နေပြီးတော့ကျွန်တော်လည်းသိမ့်မသွားရဲဘူးဗျဘာလို့ဆိုရင်အေးကောင်တွေကတော့အဖြူအောင်ကောင်တွေလာတယ်အေးကောင်တွေကောက်နေဒီညအစမှုရှိသေးရပေါ့နော်အရင်ဘက်တုန်းကအရင်တုန်းကဥဒ္ဒါကိုပြန်တင်ရမယ်ဆိုရင်တော့ဗျအခုကကျွန်တော်တို့အရင်တုန်းကဥဒ္ဒါလိုင်းကျဆိုတော့အခုအစ်စ်ပြန်ဆော့ရတာပဲဖြစ်ပါတယ်ကဲပြည့်ကြည့်အောင်ကျွန်တော်တို့နောက်ဆုံးတော့မနက်ခင်းရောက်ရှိသွားပြီပေါ့နော်အဲ့လိုကောင်တွေကိုကျွန်တော်တို့စပြရပြီဗျဒါပေမဲ့ကျွန်တော်တို့ဘက်ကကောင်တွေကတော့တခါတလေလူတွေမားလေးရှိပါရဲ့အဲ့လိုမျိုးလေးပြရတယ်ပေါ့နော်ဆိုရတာတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဗျာစနဘာသမားတွေအတွက်ကတော့တော်တော်လေးကင်လို့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အခုကကြတော့ line ကတားထင်တယ်ဆိုလို့ကလည်းတိတ်လို့အဆင်မပြေခဲ့ဘူးနေရအဲ့ဒါတော့ကျွန်တော်တို့emailတော်တော်လေးတိုင်ဘက်ခဲ့ရပေါ့နော်အဲ့လိုပြောရမှာပဲကဲစက်ကြည့်လိုက်ပါအဲ့လိုနဲ့ကျွန်တော်တို့ဖြစ်နေရောလဲနေနေမှာအဲ့လိုစော့လာရတာကျွန်တော်တို့ day 2လောက်ပဲစော့ပြရမှာဗျဟာစကားလေးတော်တော်လေးချိန်နေပြီဗျအဲ့ကြောင့်ကဲအခုဆိုရင်တော့ကျွန်တော်တို့အချိန်နောက်တက်မယ်အဲ့လိုပက်လက်လန်ရဲ့ကောင်နေရှားထွက်တာတွေရောကွာတော်တော်လေးစိုးရပဲအဲ့လိုကောင်တွေကိုကျွန်တော်တို့ကအရင်ပြရတယ်တွေ့လားခေါင်းပြတ်တွေဆိုရင်တိတ်မမြင်ရဘူးဗျဘာလို့လဲသူတို့ကနေရွက်တည်းရကြတော့ထိုးလို့ထောင်လို့နေပေါအောင်တာဗျတခါတလေအဲ့လိုဟုတ်တာတွေအမတ်တမက်နဲ့ဆိုတိတ်မမြင်အောင်တွေ့လားသူ့ဘေးနဲ့ဘက်ကနာအိမ်မအဲ့လိုတုံးလဲတွေကဆိုရင်လူကောင်းသေးကြထွက်လာဆိုသူတေနေတယ်လို့ပဲထင်ရတယ်ဗျအဲ့ဒါကိုပြောတယ်ကျွန်တော်တို့လက်ရှိရရောအကုန်ဆုံးပါပါတယ်ကောင်းတယ်လို့တော့ပြောလို့ရတယ်ကဲကျွန်တော်တို့ဒီကောင်တွေကောက်လို့လဲရမှာကြည်ရရှင်နေညရောက်လို့ဆိုရင်ကျွန်တော်တို့ဘလို့ကောင်းနေလာမယ်လဲတော့ကြိုလည်းမသိဘူးတော်တော်တော့အစမလို့မလာသေးရပါတော့အမေကြိုသားလို့ကောင်တွေကိုပြရမှာပြကြတယ်ကွာတော်တော်လေးစိုးတာပဲမြင်ပြီးမှတချို့ကုန်နေရဆိုရင်တော်တော်လေးဟိုမှပြောမယ်မားတယ်ဗျအဲ့ကြောင့်85တော့နှုတ်တာပြီဗျရင်းရှိတာပတ်စံ30ဘလောက်တော့အဲ့လောက်ရှိရလေကဲခြေဆက်သွားမယ်
အရှိအကောင်မမြင်လိမ့်ဘူးဗျဤတော့ကျုပ်ကျွန်တော်ဤတော့ကအရှိအကောင်မမြင်လဲဖြစ်ကွာအဲ့လိုမြင်လေးကုတ်မြင်သွားမယ်ဘာလို့ဆိုညရောက်တော့မှထိတ်မရတော့ကွာစေကောင်ပြည့်နေပြေးချင်းဝါးလို့ပါထားလိုက်ပါတော့ကျွန်တော်တို့အခုပြေးရသွားပြီပြေးတာလာမသိဘူးလို့ကောင်းနေလာမသိဘူးပြေးမလာသေးဘူးတော့ပါသေးတယ်အဲ့လိုကောင်းနေနဲ့မတွေ့ရတော်တော်လေးကံကောင်းတယ်ပြောမှာyes သူ့လည်းခွဲဝေပေးအောင်မယ်ဗျကျွန်တော်တို့သူကတကောင်မကောက်ဘူးဗျအနောက်ကနေတော့ပြင်းနေဆိုကျွန်တော်တို့သူ့လည်းခွဲဝေဗျကဲနောက်ဆုံးတော့လဲတဲ့နေရာလည်းရောက်ရှိခဲ့ပြီဆိုသူ့တဝက်ကျွန်တော်တဝက်ပေါ့သူကတောင်းနေပြောရတာပဲပြီးမယ်လို့ပြောလို့လည်းပြောလိုက်ပါဒီမှာသူ့ကိုပေးတယ်ကျွန်တော်လည်းရွယ်ပေါ့အဲ့လိုလေးလောရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီရင်းစောရတယ်စောရတာကျွန်တော်နည်းနည်းခေါင်းထဲတော့မူးလိုက်ပြစောရတယ်လေကဲသူ9ခုပြီးဆိုရင်သူသွားခိုင်းနေပြီသူလည်းသွားတယ်ကျွန်တော်ကကျတော့ကျန်တဲ့9ခုကျွန်တော်ယူမယ်ဘာလို့လဲကျွန်တော်မကြည်လို့ချိနေဆိုတော့ဗျာကဲဒါလေးယူပြီးသွားလို့ဆိုရင်သွားကဲအခုဆိုရင်ကျွန်တော်တို့ day 3ရောက်ခဲ့ပြီပေါ့နော်ကျွန်တော်တို့ဒီ day 3ပြီးရင်တော့ရမယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့တော်တော်လေးကြာသွားပြီဗျအဲ့ဒါကြောင့်မို့ကဲအရင်ဆုံးကျွန်တော်တို့ဒီလိုကောင်မျိုးတွေကိုအရင်ဆုံးချင်းရမယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကအဲ့လိုကောင်နေမရှင်းလို့ဆိုရင်တကောင်ဝန်ထမ်းနဲ့တန်းချုံမဲ့ခိမှာဗျာတွေ့လားတချို့ကောင်တွေဆိုကောင်းနေတော့တော်တော်လေးစောလွယ်ပြီးတော့တော်တော်လေးကောင်းနေလို့ပြောလို့ရတယ်နောက်ပြီးကိုပုံလဲကိုပြန်ပြေးရတာဗျမပြေးလို့ဆိုရင်သူကအဲ့ဒီကောင်တွေကလည်းကိုယ့်ရဲ့ဟိုးစားဖြစ်တယ်အောင်ဆိုကိုတိုင်းတရေဖြစ်နေတယ်ဆိုတဲ့သဘောမျိုးပေါ့ကိုယ့်ရုပ်ကိုခိုးထားပေါ့အဲ့လိုပုံစံမျိုးကဲတော်တော်လေးကြာတယ်ကွာနည်းနည်းချိန်နေပါဦးမယ်လာနေကုန်ပြီတရားမလာဘူးကိုကနေရှင်းမိတာဖြစ်နေဆိုတော့ကဲအကုန်လုံးကျွန်တော်အခုတော်တော့မယ်ပေါ့ဗျာဘာလို့တော့တော်တော်လေးလေးကြံနေပြီတော်တော်လေးလေးချိန်ကြီးပြီဆိုတော့ကျွန်တော်တို့ဒီလောက်ဆိုရင်တော့စော်နီးလေးကတော့တီးလောက်မှာပါကျွန်တော်တို့စကားဂိမ်းနာမည်ကိုတော့အောက်မှာပဲရေးပေးထားပါမယ်ကဲကြီးစုပေးတဲ့လူတိုင်းအတွက်ကျေးဇူးတင်ပါတယ်